စားချင်တာကအုံထမင်းချက်လိုက်တာကကြက်သားအုံလို့ချက်ပေါ့နော်ပုံမှန်ကြက်သားစီပြန်နေချက်တယ်လို့ပါပဲနော်ဟိုကြက်တော်နီဖြူလေးကိုရဲနေအောင်စီတက်ပြီးတော့ခါကျတော့ကြက်သားထည့်စားထည့်ပြီးတော့ဒီနေရာမှာတခြားလေးထည့်တယ်ပေါ့နော်ငပြာကြီးတော့မထည့်တော့ငပြာကြီးနဲ့မလိုက်ဖက်ဘူးထင်လို့လေပြီးတော့ရေလေးနည်းနည်းလေးလိုက်ပေါ့နော်နည်းနည်းလေးလုံးဝနှက်သွားပြီဆိုမှအချိန်ညမှာအုံလိုရေလေးနဲ့ဖြော့ပြီးတော့ရေလေးထည့်ပြီးတော့မှကြက်သားလေးကိုမီးအေးလေးနဲ့နှက်ပြီးတော့မှစီပြန်လေးချက်လိုက်တာပါပဲဒါလေးပါပဲချက်စီပြန်တော့ဒီလိုချက်တတ်ပါတယ်နော်ကလေးတွေပြထမင်းကြိုင်ထည့်မယ်ဆိုရင်လေဟိုစီပြန်ဟင်းလို့ဘာလို့ဆိုရင်အဲ့လိုပေါ့ညကလေးကချက်ထားလိုက်ရုံးသမားတွေလည်းအဲ့လိုပဲချက်ကြမယ်ထင်တယ်နော်ညဆိုရင်ဟင်းလေးတွေချက်ထားလိုက်မနဲ့ကြမှာရွက်တို့ပါလို့ပေါ့နော်အဲ့ဒါလေးတွေထည့်ချက်လိုက်ရုံပဲပြီးတော့မနေ့ပိုင်းဆိုရင်တော့အသားချိုတို့တချို့တခြားရွက်ကူမြတ်ဆန်တဲ့ဟင်းတွေပေါ့နော်အဲ့ဒါဆိုရင်တော့မနေ့ကမှပဲကျမတို့ချက်လိုက်တယ်ဒီနေရာမှာလေဓမ္မချက်သုံးလို့လေမြမကြက်နေတာချက်နေဆိုရင်တော့ကျမကတော့မြေအိုးတယ်အဲ့လိုလုံးပြီးနှက်ပြီးတော့ရင်ရေထည့်ပြီးတော့ရင်မြေအိုးလေးနဲ့အဲ့လိုပဲနှက်ထားလိုက်တယ်ဆိုရင်သူကဖြည်းဖြည်းလေးနဲ့နူးနူးနက်နက်လေးဖြစ်သွားတယ်ပေါ့နော်ထမင်းကြိုက်သမားတွေထည့်ရမယ်ဆိုရင်လေညကလေးအဲ့လိုပေါ့နော်ချက်ရမယ်ဟင်းနေဆိုညကလေးချက်ကလူရမ်းတက်တာလေဟိုသူများတွေလိုလေဟာအာယုံတက်ချက်အဲ့လိုတွေမရအောင်ကျမတို့အိပ်ပုတ်ကြီးတမဆိုတော့လေကလေးမိဖြစ်မှာအေးတွေပြက်လာတာဟိုကအိတ်တမဒါပေမဲ့လေကလေးမိဖြစ်ပြီးကလေးကအေးဆိုတော့ဘယ်တော့မှမဝါတော့ကလေးမိဖြစ်ပြီးတော့အေးဝါတဲ့လူတွေကတော့အရင်ကောင်းပါလေချက်သားအုံလို့ချက်လေးချက်စားဖြစ်ရင်ပြန်လာပြောပြကြအောင်နော်ကျမတို့ငြူတီစိန်ထောင်းလေးနဲ့စားမယ်